ဘာပြောချင်တာကွာတဲ့အောင်သွားပြီလားဟမ်ငါခုစောင်းချောနေပြီဟမ်ဟာမဟုတ်သေးဘူးလေငါ့ကိုပြန်လို့ချင်းဟုတ်ဟမ်哎呦我的妈ရောဘူးငါရုပ်ဆိုးတော့နေရာငါ့ကိုဖြတ်သွားတယ်ငါရုပ်ချောတော့ပြီလက်ချက်သွားရင်မင်းကငါကြည့်ကြအောင်မကြည့်ဆောင်လို့ငါချောတာငါသိတယ်တောင်းမှပါတယ်တောင်းမှပါတယ်လောကကြီးကိုလည်းတောင်းမှပါတယ်တော့လားကျုပ်ပြောခိုင်းနေဒါလို့ sorry ဟာတော့ဘာဖြစ်ရှိလို့လဲနဲ့မှပြည့်မရှိဘူးနင့်လိုမဲတန်းနေလို့တွက်မိတာငါအပြည့်မဲတန်းနေရကြတယ်ဟာနင့်ကမှဝိုက်ချလို့ကအချောက်ဖို့နေတာတော့ရှိဘူးဩနင်ကငါရုပ်ဆိုးလို့ဖြတ်တာပေါ့ဟုတ်တယ်ဒါအပြည့်ဆိုင်ထိုင်းနေငါလည်းရှင်းနေရတယ်တတိယရည်နဲ့ miss call ခုပဲပို့တယ်ငါလည်းကြည့်ရလို့ပေးထက်ပေးတယ်ဒီမဟုတ်နင်ကငါ့ကိုလမ်းခွဲစကားပြောနေတာနေနေတာလားဟုတ်တယ်ဒါရင်မကသေးဘူးဒါမှတော့မှရေခါချောလာငါတော့လိုက်နားစောနေရပဲတော်ရမှာတော့မယ်ထားရပါနဲ့ကွာရုပ်ဆိုးတာဖြစ်လားဟုတ်ပြီပါလေခုနကြားလိုက်တယ်ပတ်စံမရှိတဲ့ငမွဲကောက်စားမရှိတဲ့ငမွဲတောင်းတော့ဖြစ်တော့မဲ့အခြေအနေစားစရာမရှိဩမင်းပြောရငါကိုစိုးနေပြီတော့ငါကမလေးပြောတာဒီလောက်မဟုတ်ဘူးငါခွေးဖြစ်တော့မယ်မင်းပြောလားအကိုခွေးလို့ပြောရမှာမဟုတ်ဘူးနော်အကိုကကိုပြောတာဒီမှာတော့ပါတော့ဒါနဲ့ငါ့ကိုဘာကူညီပါတော့ဆိုင်ဆိုင်ရတဲ့ညီလေးပြောပြမလို့ငါဓမြတိုက်ရမှာပေါ့ဟုတ်ကဲ့လက်ပြရပါငါလက်ဖို့စေစားဘာပြောတာလဲခင်းကငါ့ကိုထောက်လဲကူးနေတာလားမဟုတ်ဘူးဟိုကအတီးပြောပြမလို့ဒီမှာဘာဖြစ်တာလဲဘာကမလေးကငါ့ကိုဖြတ်တာရုပ်ဆိုးလို့လည်းပါတယ်ဟာဒါလေးများညီမတို့ညကိုဒါရုံလိုက်မဟုတ်လာတော့ပြပေးမယ်လာလေးပြပေးမှာတကယ်ပြောရလားတကယ်ပေါ့အဲ့ဆိုရင်ကသူ့ကိုလက်စားချလို့ရပြီပေါ့ဒီကြကြရဲ့ဒီချိန်ဒီနေရာကိုပို့လာခဲ့မနေ့ဖြန်ဒီချိန်ဒီနေရာကိုအခုကောင်မလေးကချိတ်လိုက်ကွာကိုကောင်မလေးချိတ်စေစောလာခဲ့လိုက်ပေါ့ဟုတ်ပြီအဲ့ဆိုငါသွားတော့မယ်နေ့ကကြိုင်ငါဒီလိုလာမယ်โอเคသွားမယ်အကိုကြီးဒါနဲ့မနေ့ကကြိုင်ရေထူးလာတယ်နော်ရေအောင်ထူးလာခဲ့နော်အေးပါဟာညောရနော်A few moments later. Okay. Yes, they make that. Okay. La đi la. Mấy rồi. Dao dao. Dao là bờ dao la呀. Mà nó chỉ là la. Mà nó chỉ là la. Cái này đâu mày nó. Bố số phải sẽ tập cho này nó. Cho cái này nè. Bố số phải sẽ cho. Cái này cho này. Ok, dao la ya.
ငါပြောချင်တာကွာ အမလေး တဲ့အောင်သွားပြီလားဟမ်အခုတောင်းချောင်းနေပြီဟမ် ဟာမဟုတ်သေးဘူးလေ တို့ကဲလို့ချင်းဟုတ်လားအယောဒီမှာရောငါရုပ်ဆိုးတော့နေရာလောက်ဖြတ်သွားခုမှရုပ်ချိုးတော့လက်ချက်သွားရင်ဘယ်လိုလဲဒီကြောင်းမကြည့်ဆောင်လို့မချိုးတော့ငါပြီးတော့ဟောတက်နေချေလိုက်တော့ဟာခေါင်းရမ်းဆုံးနေတဲ့အကြောင်းဆွဲပြီးတော့ဒီကိုတင်လိုက်